မြန်မာပြည်ကိုသိမ်းတာမဟုတ်ဘူးသိလားဟောကချင်တို့ရခိုင်တို့ပါလို့ညာတို့ပါသူတို့ခွဲတဲ့တိုင်းတော့သိမ်းသွားတာပါအဲ့တော့တိုင်းတော့အဲ့ဒါကိုအခုလွတ်လပ်ရပြီးတော့လွတ်လပ်ရေးလိုက်ကြပြီးတော့အချောင်းရသွားတာပေါ့မြန်မာပြည်တို့ဒါဘောဘုကျုပ်တို့ကကြတော့လွတ်လပ်ရေးလိုက်ရပြီးတော့အင်္ဂလိပ်ကလွတ်လပ်ရေးလည်းပြန်ပေးမယ်လေဆိုလဲသူကဘယ်လိုပေးမယ်လဲဆိုလဲဒီမှာအမရပူလာဆိုအမရပူလာနေပြီးတော့တော့ကိုပေးတော့မယ်ကွာဒီလိုနော်လွတ်လပ်ရေးကိုမြန်မာပြည်အောက်မြန်မာပြည်ကိုအောက်မြန်မာပြည်ပေးတော့မယ်ဒီပိုင်းကိုဒီပိုင်းကိုပေးတော့မယ်ဒီနေရာကိုဒီနေရာကိုပေးတော့မယ်ဆိုတာဒီကလည်းတော့သူစီတဲ့ပေးဆိုတော့သူကဒီုံကြီးအဲဒီလိုစာချုပ်တော့မယ်အဲ့ဒါဟုတ်အဲ့ဒါလည်းအဲ့ဒါရိုးရဝင်နေတော့ရိုးရဆက်တယ်ဆက်တယ်ဒီဆောင်မှာသူ့ကြောင့်ပြန်ခဲ့ရဟုတ်လေဒီတော့ဆောင်းလို့ကျွန်တော်ကအဲ့ဒါလို့ကျွန်တော်ဘယ်နိုင်တော့ရိုးရအဲ့လိုမျိုးဘယ်နိုင်တော့သက်သက်လုံးမနိုင်တော့ဆက်တယ်ဆက်တယ်ရေးရတယ်မနိုင်တော့ကျွန်တော်လည်းလိမ့်မှာပါနေအဲ့ဒါဘာလို့ခုနကရိုးရဒီမှာမကြည့်ရဘူးဒါဝါပါလို့ပြောလို့ဝါမတိုင်ဘူးရိုးရမြန်မာပြည်ရဲ့ရိုးရရိုးရလမ်းနိုင်နေရကြပြောမှာအဲ့ဒါတော့ဝင်တယ်ဟိုတိုက်ကြတာအော်ဝင်တယ်အဲ့ဒါအဲ့ဒါလာမောဝင်တယ်ဘာညာတိုက်တယ်လေးတော့အဲ့ဒါကြောတိုက်တယ်ဟိုတော့လည်းဘာကိုလဲဟိုကြားရဆိုတော့ကြာဒီအားလေးတိုက်မှာဒါတော့မှရှင်းပြပါလေဒီကဘုန်းပဲသိတယ်ဒီကဒီမှာမသိရဘူးဒီကမသိတာ
ဆိုဘာဖြစ်လို့သူတို့ရဲ့ကြောက်ဆောင်မှာဓမ္မဘုန်းကြီးရေးတာရန်သူမသားဘူးအခုသူတို့ကလေအဲ့တော့ဘုရားရေးရတော့မှာပါသူတို့ကခမောက်လေတောက်လို့နေသိလားခမောက်လို့ကောင်းလို့တောက်လို့နေဟုတ်လူတရားကတကယ်လူတရားရဲ့ဉာဏ်တော်မှာခမာအဲ့ဒါလည်းပြတ်သွားတာခမာအဲ့ဒါမောရရဲ့လူတရားစစ်စစ်နေမှန်တယ်လေဖြစ်တယ်အဲ့ဒါလေတောက်လို့မဆိုင်လို့ဖြစ်တယ်ဒါပေမဲ့မြန်မာနဲ့လူတရားဘယ်မှာစစ်တယ်တော့လာဆိုလို့ဂျီရိုမှဂျီရို7တောင်ဘုံမှာဖြစ်သွားတယ်ကျွန်တော်တို့ကိုယ်ရဲ့ကြောင်းတော့မှာဖြစ်သွားတဲ့ကြိုက်ပွဲတာအဲ့ဒါဘာလို့ဖြစ်လဲတိုင်ပိုင်းမှာဖြစ်တာကြိုက်လေးမှာဘာလို့မလာဘူးသမီးရဲ့ဒီမှာလေးနဲ့ဟိုဟာလေးလေးနော်အဲ့ဒါနေမေယူတာအဖြစ်ကိုလည်းမကန်းတဲ့အခုလည်းခမာနဲ့อ่ะလည်းလူကမဟုတ်ဘူးပါသူကသာဝင်တောင်းတယ်ခမာနဲ့ဒီကိစ္စနေတော့ဒီကိစ္စကဘာလဲဆိုဒီတိမှုအဲ့ဒီငါတို့လာရဲဆိုတယ်တော့ဝေးရဆိုပြတယ်ညိုးပုံနေဝေးရတယ်ငါတော့မယ်ကျွန်တော်တောင်းပေးတာဟုတ်တယ်နော်အဲ့တော့เนี่ยအဲ့ဒါကိုဝေးပြန်နေတယ်ငါလားဟိုနှစ်ကောင်းထားလိုက်နော်ဒီပြောတာယူရီးယားနဲ့ဝါနဲ့ဖြစ်တဲ့ကိစ္စကိုပြောတာအဲ့ဒါဘာနဲ့ပြရမို့မြန်မာဖြစ်တဲ့နဲ့ဖြစ်သေးတယ်မြန်မာဖြစ်တဲ့နဲ့ဖြစ်တာဟောမြန်မာဖြစ်တဲ့ကရှော့လိုက်ပြီးတော့ဝါကိုဝါအဲ့နေရာမှာတိုးကန်ငါဖြစ်လိုက်အဲ့ဒါကြောင့်ဝါပါဝါပြောတာရှိလားသားပါတော့ဒါရင်ကျေးမှုနဲ့မသားဟုတ်တယ်တကယ်လို့မဟုတ်ဘူးအခုယူရီးယားနဲ့ကမ္ဘောဒီးယားနဲ့ဖြစ်နေတယ်ရင်ကျေးမှုပြတာအများကြီးပါဟုတ်တယ်လေသူတို့ရဲ့ရောက်ကိုဒါကတော့သူပါဖြစ်တယ်ဒီမှာအဲ့လိုရတော့အကောင်းရတော့ကောင်းဝဲအန်ကောရဲ့အဆွဲပွားပါပဲအန်ကောရဲ့တောင်းရင်ပေါ့ဒီကအော်ကျွန်တော်အန်ကောရဲ့အဆွဲပွားကြောင်းအကြောင်းကိုဒီဆောင်ခဲ့တဲ့ဟာကဒိုးတရားကအယုတ်ပြလားခမလားသူ့ရဲ့အပေါ်မှာမူတည်ပြီးတော့တရားရောသုံးမဲ့ချက်ကကြာပြီးသွားခမကပြေးပြရတယ်ခမကပြေးရမို့ဒိုးတရားကိုပြေးတာအနိုင်ဒိုးတရားအနိုင်ရောက်ဟမ်ဒိုးတရားနိုင်မှာမားနေလူရနိုင်မှာပြန်ကြည့်လိုက်တရားရောလူရအောင်နိုင်ပေးလိုက်တာလူရအောင်နိုင်ပေးလိုက်တာခမတော်လေးလို့ဟိုတည်းကလို့ညင်းတယ်ကြောင်းညင်းတယ်ပြန်ကြည့်လိုက်ပါဒီကပြန်ကြည့်လိုက်ပါသမိုင်းပေါ့ပါသုံးမိနစ်လောက်ပြန်ကြည့်လိုက်သုံးမိနစ်လောက်တစ်သက်ရှင်ပေါ့ဒါပေါ့နော်ဟိုကလေမန်ဒီလနီယာပါတော့မိနစ်နဲ့ပြီလားမိနစ်ရပါလေပြောရဟုတ်မနက်တည်းကမနက်တည်းကသက်သက်စိတ်က